မာကျွန်တော်မှာဘဝတွင်ချစ်ဆုံးဖြစ်စေလားတေးချပြန်စင်စားပြီးတိတ်ကိုနောက်လဲကြည့်မာရရတိုင်းအလုံးပြီးဆုံးခဲ့ပေမဲ့ဆုံးတမ်း